သာသနာတော်နှစ်2548ခုနှစ်ကောဇာတက္ကရာ1366ခုနှစ်ဥဒုဂိမန္တຫນွေဥဒုຫນွေကာလနေုံလပြည့်ကျော်9ရက်2004ခုနှစ်6လပိုင်းဇွန်လ9ရက်ဗုဒ္ဓဟူးနေ့ညအတွင်မန္တလေးတိုင်းမန္တလေးမြို့ချမ်းရည်သာဆန်မြို့နယ်ဟေမာဇလရပ်ဆူတောင်းပြည့်မြတ်စွာဘုရားအာယုံကရွှေကျောင်းတော်မြတ်ကြီးအတွင်ဆင်ရင်ကျမ်းပပြုလုပ်အပ်သောဆူတောင်းပြည့်မြတ်စွာဘုရားရှင်ကိုတော်မြတ်ကြီး၏ဝေယံဝဇ္ဇကိစ္စဝမ်းဝတ်တို့ကိုဆောင်ရွက်စောင့်ရှောက်တော်မူကြသောစောင့်ရှောက်ကြကုန်သောဂောပကလူကြီးများနှင့်ယနေ့ညဓမ္မပူဇာမတ္တိအလူရှင်အားဖြင့်ကွယ်လွန်သူမိခင်ကြီးဒေါ်သေးသွဲအားရည်စူးပြီးတော့9နှစ်ပြည့်ရည်မှန်းပြီးတော့ကုသိုလ်ကောင်းမှုပြုတဲ့ဥမြဝင်းဒေါ်သည်မိသားစုတို့ရဲ့အမတ်ရအောင်မေ့ပွဲကုသိုလ်ပြုပွဲ၌မန္တလေးမြို့ကတရားကိုချစ်ခင်တရားကိုနှစ်သက်တရားနဲ့မွေ့လျော်တရားနဲ့ပြောတရားကိုမြတ်နိုးတရားကိုတန်ဖိုးထားလေရှိကြကုန်သောသူတော်ကောင်းအပေါင်းတို့စုပေါင်းဆင်ရင်ကျင့်ပပြုလုပ်အပ်သောဓမ္မဒါနတရားအလူအမတဒါနအမြိုက်နိဗ္ဗာန်အလူပွဲကြီး၌ဟောကြားအပ်သောဘုရားရှင်ကိုယ်တော်မြတ်ကြီးဟောကြားတော်မူခဲ့သည့်တရားတော်တို့ပိဋကသုံးပုံတို့တွင်သုတ်တန္တပိဋကနိကေ9ရက်တို့တွင်တန်ယုတ်တနိကေသဂရဝက်ကတန်ယုတ်ဇရာဝက်၌လာသောမိတ္တသုတ်တံကိုတန်စာဆင်၍ဟောကြားအပ်သောမိဘနဲ့ပဲနေတော့မယ်တရားတော်တဲ့ဘာတရားတော်တဲ့အခုဒီလူတွေကဘယ်သူနဲ့နေဟုတ်လားမဟုတ်လားတော့မသိဘူးဘုရားရှင်ကိုယ်တော်မြတ်ကြီးဟောကြားတော်မူခဲ့တဲ့တရားခဏညကမိခင်ကြီးအတွက်အောင်းမေ့အမှတ်ရပွဲဆိုတော့မိဘနဲ့နေဖို့တိုင်တုံးပြီးတော့ဟောကြားနာကြရအောင်ဘုရားရှင်ကိုယ်တော်မြတ်ကြီးရဲ့ဂုဏ်ကျေးဇူးတရားတော်မြတ်ရဲ့ဂုဏ်ကျေးဇူးသံဃာတော်မြတ်ရဲ့ဂုဏ်ကျေးဇူးတွေကိုတရားတော်ကိုမဟောသေးမီမနာသေးမီဂုဏ်ကျေးဇူးတွေအာယုံပြုတ်ပြီးတော့ရှေးဥစွာလက်အုပ်ချီမိုးရှိခိုးကြပါအောင်စို့ဒီမန္တလေးစရံတံခနခန္တပရိဝါရီတံတန္တမံတိတလောဘာတဇနတန္တာပနာတကံပညာစက္ခုကရံပူဇေဗုဒ္ဓပုံနေဒုမန္တလံဒီမန္တလေးစရံတံခနခန္တပရိဝါရီတံတန္တမံတိတလောဘာတဇနတန္တာပနာတကံပညာစက္ခုကရံပူဇေဗုဒ္ဓပုံနေဒုမန္တလံသံဃာနခတ္တပရိဝါရီတံအရိယာ8ပါးတပိသတာဝကအဓိဟုသောနခတ္တာယာကျေတကားတို့ဝန်းငါပတ်ချံယံလဲယံအပ်ပါပိထတော်တတမတိတလောဘာဒဇနတန္တာပနာတကံဓမ္မခန္ဓာပေါင်းက84,000အေးမြချမ်းကြည်သောတရားအယောင်တို့ဖြင့်မြာမြောင်လစွာတတ္တဝါတို့ဤဆက်တဖြာညီလောင်သည့်မိကိုအပြီးတိုင်ငိမ့်သက်လဲငိမ့်သက်တော်မူနိုင်ပါပေထတော်ပညာစက္ခုကရံလေးရသစ္စာနဲ့နဲစွာကိုကောင်းစွာမျောရှုဉာဏ်ပညာစက္ခုကိုလည်းပြုတော်မူတတ်ပါပေထတော်ဒီမန္တလေးမြစ်စေတိုက်တွန်အဝန်းတွင်မှတ်အလတ်ကျင်းကျဲလမ်းသုံးတွင်၌စရံစရံတံမြင့်ဖို့နိုင်ရာဘောဓိချာကိုလက်ရယထကြွားသွားလဲ့လေတော်မူတတ်ပါပေထတော်ဗုဒ္ဓပုံနေဒုမန္တလံသစ္စာလေးပါးတရားသိမြင်ဘုရားရှင်ဟုရောင်ပြူပါထွန်းလာပြည့်ဝန်းကိုသစ္စာလေးပါးတရားသိမြင်ဘုရားရှင်ဟုရောင်ပြူပါထွန်းလာပြည့်ဝန်းကဲ့သို့သောဘုရားရှင်ကိုယ်တော်မြတ်ကြီးကိုအဟံသူတို့သူမြတ်လူနဲ့နတ်တို့ကျေနပ်ရံမြော်တရားဟောမဲ့ဘုရားတပည့်တော်သည်မယံသူတို့သူမြတ်လူနဲ့နတ်တို့ကျေနပ်ရံမြော်တရားဟောတရားအနာကြမဲ့ဘုရားတပည့်တော်တို့သည်ပူဇေပူဇာမှာမင်္ဂလာစရဏလက်ဥဇ၌ကြီးစွာကွန်ရော့ပူဇော်မြတ်တို့လက်အုပ်မိုး၍ရှေခိုးကြောကြပါကုန်၏အရှင်ဖယား
Imina Buddha Banamina Ido Piasha Shikoya Jong Pito Panama Sedana Jong Me ma on the again on Judy on me and your dear home and Pianta Vido are No Amagam on the again on Judy on me and your dear home dear Najame Pianta Vido do are Saya Mingalan twin partner than Yaman about on young on ya on Mingaladi Atu Voadu Mieji Lanka Maluela do Sasa Madui Amami and Piabazi the D. Miba never nirome lo amibita de Meda Doctor Nigo Mohodi mi mana de mi. The Abay said Piedom with a Piachin Goromiaji, Ayaranamia Domaru Yakon Jesu Rego Ayo Pula Ochimo Shikolobi. Maybe the Lola down there Adida Batana on Sumingla de Dansu Pew, Pido Teadogo, Hojazo Sodo, Pade Manly Ma, the Sudan Bima, Mohora Jalulamdu, Badu Hoam le Light Shada. They had the Chan Atoni de Ludi, Mashila Punandua. Yodo Bondon, Mimiala Madibo. Ebole, the Doga Ato Toma Tok Guado, Hodebagado Hoyama, say by Lepa. Katan tu Bawadan do make down Katan tu make down the Gagari. Katan tu Bawadan do make down Katan tu make down but the Gagari. Kay made down Ataza Dada, Kay made down Tampara Yigan. Piashin Goromyaji. A kind of Piashin Goromyaji, Nadaga Lami. Not that the Uderom about Miyaji body to go Usam me. Megom legu mirabo. Kain tu Bawadan do make down, Kain tu make down the Gagari. Kay made down Ataza Dada, Kay made down Tampara Yigan. Piashin Goromyaji made it not that Jesu Tembo come. Palodon so the Ozeno Didia Hoera go say them like 1 million 1 tapie. Babe Bio Lude Lulokaman needed so the Miba Shija Daji Babe. That the me machine do that she may Miba machine do though Mashibu. The Joda so young Negadega and me song badwa. The net only on it the chose of Mirenere and me song badwa. Palom Yananga Leji. A favor look where she, a favor look where she, a me machine of Yananga Yarabe. Yana Mingaya on Piezon do leve Sado Bafidale. Ngayadabe, Mangulang. The Ludega, a me machine gongla, a me shida gongla. A me shida gong. I mean, a medieval at that time as was sweat humble. A me machine gongla, shida gongla. A me machine, she don't meet us who Pia Legong E. A me machibe. Mejiva ome. And that you are Jimalo, a me machine mandi, oh, a me so man do I be so in Dodo Kayakada. A me Jesu, Madiula Dila. A me she don't didala, a me machine madidala. Oh, hold that, deluded Dodo might have it, no? A me machine, a me Jesu didale. A me Jesu a betching the Amado. She don't let the Yama, Mashi don't let the Yama, a good below thee. Oh, gone there. That will be about the Amato Potopotoni and the Duvadelo Yana Regia. The get the Yashi, a me Jesu, Mashi don't let thee, she don't let. Hola. I could delude Mashima Didamiala, she don't Didamiala. But she don't Diamadu, me, Mamshiro, you. Do a Jaga goes a nephew being a me she don't have a me, Seko Yadane, Panong Sawadane, Sugadane, Awadane, Piambio Yadane, Amali, a me Jesu Matibu. Then no matter less homebound. A me Jesu is in Noga, Mashidoma, Dida, Mohu, Shigadega, Diludega, Mashima Dida. They are hollow on Yamam Hoba, Malay, a me Jesu, Mashima Dida. She don't bobo than Nida. O Durogano, the Choga, Negadega, a me Songba Daja, the low, the Chojado, Negadega, a pay Mashida de Sidi, a face homebody.
ငယ်ကလေးကအဖေဆုံးခဲ့သည်တစ်နှစ်နှစ်နှစ်3 4 5နှစ်10နှစ်အနှစ်20 30 40 50ဘေးအချိန်အဖေဆုံးယူကြုံမရအောင်ခံစားရသည်ဟုတ်လားဘာပြောအဖေမရှိဘူးဆိုရင်မျက်နှာငယ်ရတာပဲမျက်နှာနဲ့မဟုတ်စိတ်အားကိုဘာဖြစ်တာလဲဘလောက်ပဲစီးပွားဥစ္စာတွေပြည့်စုံပညာတွေဘလောက်တက်အဖေမရှိရင်မျက်နှာငယ်ရတာပဲအမေမရှိရင်မျက်နှာငယ်ရတာပဲဒီလူတွေကမိတဆိုးတွေလားဖတဆိုးတွေလားဟမ်မိစုံဖစုံလားမိတဆိုးဖတဆိုးလားဟမ်မိစုံဖစုံနဲ့ဘာလို့နားလဲစေခြင်းနဲ့သဘောပေါက်စေခြင်းနဲ့ကိုလောကနဲ့ကိုချိန်ကြည့်ပေါ့အမေမရှိရင်ဒါဒုက္ခရောက်တာဟုတ်လားအဖေမရှိရင်လည်းဒါနဲ့ဘယ်သူနဲ့နေမလဲအခုမိဘနဲ့နေနေတာလားအမေဆုံးသွားအဖေဆုံးသွားတချို့ရှိတယ်နော်မိတဆိုးလည်းမဟုတ်တော့ဘူးဖတဆိုးလည်းမဟုတ်တော့တကောင်ကျွဲ့ရှိတယ်လို့တကောင်ကျွဲ့ဟုတ်လားဒီလူတွေကဘာတွေတော့တကောင်ကျွဲ့တယ်အမေတတိယဇမ်းမှာတဲ့အဖေတတိယဇမ်းမှာတဲ့တောကပူလောင်ဖို့မဟုတ်ကိန္တုပဝတ္တတော်မိတ်တံကိန္တုမိတ်တံတကေကရေကိမိတ်တံအထဇာတတကိမိတ်တံတံပရာယိကံဗန္ဒီဘုန်းတော်နေဝန်ထွန်းလင်းတောက်ပတော်မူသောမြတ်စွာဘုရားပဝတ္တတော်အိမ်မမနေခရီးသွန်းလာလှုပ်ရှားရောင်းဝယ်ဖောက်ကားနေတဲ့ပုဂ္ဂိုလ်အတွက်ကိန္တုမိတ်တံဘသူကမိတ်ဆွေကောင်းပါလဲဖရာသွန်းသွန်းလာရောင်းဝယ်ဖောက်ကားနေဘသူမိတ်ဆွေကောင်းလဲတဲ့ခရီးသွန်းနေဘသူမိတ်ဆွေကောင်းလဲကိန္တုမိတ်တံတကေကရေခရီးတော့မတော်ကိုအိမ်ကိုပြန်ရောက်အိမ်ရောက်တဲ့အခါမှာအိမ်မှာဘသူကမိတ်ဆွေကောင်းလဲခရီးသွားရင်ဘသူမိတ်ဆွေကောင်းလဲအိမ်မှာနေရင်ဘသူမိတ်ဆွေကောင်းလဲကိမိတ်တံအထဇာတတအိယံတီထောင်လူတို့ပေါင်းမှာနေလောကမှာနေကြတဲ့လူနာမြတ်မှာတတ္တဝါတွေများသောအားဖြင့်လူတွေအကြောင်းကြီးငယ်ပေါ်တတ်ပါသည်အထဇာတတအကြောင်းကြီးငယ်ပေါ်လာတဲ့ပုဂ္ဂိုလ်အတွက်ကိမိတ်တံဘသူကမိတ်ဆွေကောင်းလဲဘယ်နှမျိုးရှိသွားမေခွန်းခရီးသွားတဲ့သူရဲ့မိတ်ဆွေကောင်းအိမ်မှာနေတဲ့သူရဲ့မိတ်ဆွေကောင်းအကြောင်းကြီးငယ်ပေါ်လာရင်မိတ်ဆွေကောင်းဘယ်နှမျိုးကိမိတ်တံတံပရာယိကံနတ်ဖြန်အတွက်ဘသူမိတ်ဆွေကောင်းလဲတပည့်ခါအတွက်ဘသူမိတ်ဆွေကောင်းလဲနောက်ဘဝနောက်နှစ်နောက်လနောက်နှစ်နောက်ဘဝအတွက်ဘသူမိတ်ဆွေကောင်းလဲ၄မျိုးခရီးသွားတဲ့သူအတွက်မိတ်ဆွေကောင်းအိမ်မှာနေတဲ့သူအတွက်မိတ်ဆွေကောင်းအကြောင်းကြီးငယ်ပေါ်လာရင်ဘသူမိတ်ဆွေကောင်းနတ်ဖြန်နောင်ရေးအတွက်ဘသူမိတ်ဆွေကောင်းဘယ်နှမျိုးမေးကဲပြောလိုက်ကြဘယ်ဟာဖြေရမလဲဘယ်ဟာအရင်ဖြေရမလဲပြောအကုန်ဖြေရမှာဒီမှာကမိခင်ကြီးကိုရည်စူးပြီးတော့အောင်းမေးရအမတ်ရပွဲဆိုတော့1ရက်2ရက်3ရက်4ရက်မေခွန်း4ခုမှာနံပါတ်1ကစဖြေမယ်ကိန္တုပဝတ္တတော်မိတ်တံကိန္တုမိတ်တံတကေကရေဗန္ဒီဘုန်းတော်နေဝန်ထုံးလင်းတောက်ပတော်မူတော်မြတ်စွာဘုရားတကေမိမိပိုင်ထားတဲ့ကရေမိမိရဲ့အိမ်မှာကိုအိုးကိုအိမ်မှာနေတဲ့အခါမှာကိန္တုမိတ်တံဘသူကမိတ်ဆွေပါလဲဘုရားရှင်ကိုတော်မြတ်ကြီးကတခွန်းနဲ့ဖြေလိုက်သည်မာတာမိတ်တံတကေကရေအမေတဲ့ဘသူတဲ့လဲအိမ်မှာနေရင်ဘသူကမိတ်ဆွေကောင်းဦးဇင်းတို့ဘာပြောသာသနာပေါင်းမရောက်ခင်ကအင်ဂျင်နီယာလုပ်ခဲ့တော့အလုပ်ထဲမှာလက်သမားပယံနေ1000ကျော်1000ချီရာချီ1000ချီရှိတာသူတို့တွေနဲ့လုပ်ငန်းကိုင်ငန်းတွေဆောင်ရွက်ပြီးတော့အိမ်ပြန်ပြီးအလုပ်ကပြန်လို့9နာရီ6နာရီအိမ်ပြန်ပြီးဆိုအိမ်ရှိဘိန်းလေးထောင်လိုက်တာနဲ့ညီကောင်မောင်နှမတွေကအိမ်လေးဆွဲသွားအိမ်ထဲဝင်လိုက်တာနဲ့အမေလိုက်ရှာဘယ်သူလိုက်ရှာဘာလို့ရှာဒီလူတွေအိမ်ထဲဝင်ဘာလိုက်ရှာမိဖို့ကြောင့်တန်းပြေးတာအမေကိုလိုက်ရှာပါသည်အလုတ်ထဲမှာပင်မနွမ်းနေခဲ့သမျှအမေမျက်နှာမြင်ရရင်ပြီးတော့ဘလောက်အေးသွားလေဟုတ်လားအမေကိုအဲ့တလောက်ရောချစ်ရလားအမေကကိုချစ်ရလားဟုတ်ကဲ့လားအခုအမေကဘယ်မှာဟုတ်လားအိုးလိုက်ရှာအမေများညနေအေးတဲ့9နာရီ6နာရီလောက်ဆိုရင်အိုးအာမနေအနာမနေပဲနဲ့ဆန်လေးများရွေးနေရင်လေ
ဘာပြောပြောဘေးနာခွေအိပ်ပြီးတော့အမလေးသူ့ပေါင်ပေါ်ခေါင်းလေးတင်ပြီးအိပ်လိုက်ရတာအရသာရှိအတန်လေးပလက်လေးလမ်းရေးပြီးလမ်းပြီးတော့မျက်နှာအမေမျက်နှာကြည့်နေရင်အရသာမရှိဘူးလားရှိရှောက်ဖြေးနေသူတို့လည်းမကြည့်ဘူးပဲနဲ့အမေကျေးဇူးဆိုတာမရှိမှသိရမှာလားရှိတုန်းကတည်းကသိရမှာလားဂိန်သူပဝတ္တတော်မိတ်တံဂိန်သူမိတ်တံတကေကလေးကိုအိုးကိုအိမ်မှာနေရင်ဘသူကမိတ်ဆွေကောင်းအမေသားအတွက်လည်းအမေကအရေးကြီးသည်သမီးအတွက်လည်းအမေကအရေးကြီးသည်အမေသာရှိနေရင်အမေကောင်းသာရှိနေရင်သားတွေသမီးတွေမပြည့်စည်ဟောဒီအိမ်ကနေဘယ်အိမ်မှမလဲတော့ဘယ်အိမ်မှမထွက်တော့အမေရှိရင်ဟုတ်လားအခုသားသမီးတွေကိုသားကိုသမီးတွေမရှိဘူးလားရှိလားအိမ်မှာကြာနေလားအပြင်းကြီးထွက်တာလားအဲ့ဆိုကိုမကောင်းလို့ဗုဒ္ဓဒီတရံဓမ္မေနမာနေတိမာတာသားရသမီးတွေကိုတရားသဖြင့်ချစ်ခင်မြတ်နိုးတုတ်လောက်ကိုအမေလို့ခေါ်သည်သားရသမီးတွေကိုတရားသဖြင့်ချစ်ခင်တတ်လို့ကိုပါတယ်လေအမေကသာအိမ်ကလူတွေအကုန်ချစ်ရင်တအိမ်လုံးဘလောက်အေးချမ်းလိုက်မလဲတွက်ကြည့်ဟုတ်လားအမေအရေးမကြီးနဲ့ကြည်လားအမေနဲ့ပဲမနေတော့မယ်တဲ့အခုထိမနေရသေးဘူးပေါ့အမေနဲ့ပဲနေတော့မယ်အမေနဲ့ပဲနေတော့မယ်တဲ့အမေရဲ့အရာသာကိုတော့ပြန်သွားကြည့်ဟုတ်လားအမေမျက်နှာကြည့်ရတာအမေနားလေးမှာကပ်ပြီးတူတီတွတ်တာပြောရတာအမေပုံမခွေအေးရတာခုထိအဲ့ဒီအရာသာတွေကကောင်းလုံးဘာလို့အမေခေါ်တဲ့သားသမီးတွေကိုတရားသဖြင့်ချစ်ခင်နှစ်သက်တတ်လို့ဟုတ်လားအမျိုးသမီးဆိုတဲ့အမေကလည်းပဲသားသမီးတွေကိုချစ်ခင်နှစ်သက်တတ်ရင်အမျိုးသားလို့ခေါ်တဲ့အဖေယောက်ျားကြီးတွေကလည်းပဲသားသမီးတွေကိုချစ်ခင်နှစ်သက်တတ်ရင်ဘာလဲအမေအကိုတွေကလည်းညီကိုမောင်နှမတွေကိုချစ်ခင်နှစ်သက်တတ်ရင်အမေအမတွေကလည်းညီကိုမောင်နှမမိသားစုတွေကိုချစ်ခင်နှစ်သက်တတ်ရင်အမေအိုသူတော်ကောင်းတို့ကိုယ်အိမ်မှာအမေရှိဖို့အရေးကြီးသည်ဟုတ်လားချစ်ခင်နှစ်သက်တတ်တဲ့သူကိုမိသားစုအရေးတွေးပြီးတော့ချစ်ခင်နှစ်သက်တတ်တဲ့သူဘာလဲလူကိုယ်လုံးကိုပြောတာလားနားလေလိုက်စမ်းမှာအမေဆိုတာမေတ္တာရှိတဲ့သူဟုတ်လားအမေဆိုတာဟေ့တို့အမေသေးသွားတို့အမေမေတော်ကြီးလွန်သွားခြင်းလွန်သွားပါသေးလောကသဘောတော့အမေမရှိတော့ဘူးဒါပေမဲ့ဘာရှိနေဘယ်မှာတော့ဩသူတော်ကောင်းတို့မေတ္တာသည်အမေအိမ်မှာနေတဲ့အခါမှာမေတ္တာရှိတဲ့သူနဲ့နေရရင်စိတ်ချမ်းသာကိုကျမ်းမာသလိုကိုယ်စိတ်ကလေးဟာမေတ္တာအရေးမှာဝင်ရရင်စိတ်ချမ်းသာကိုကျမ်းမာသည်လူကအမေနဲ့နေစိတ်ကမေတ္တာနဲ့နေကဲအဲ့လိုဟောခြင်းလားတဘောပေါက်လားစိတ်ကလူကအမေဘယ်နှမျိုးဟုတ်လားဒီမေတိုးပြောမှငိုတော့မငိုကြနဲ့တချို့အမေရင်းနဲ့မနေရဘဲနဲ့မိတွေးနဲ့နေရတဲ့လူတွေရှိတယ်ဟုတ်လားကဲမိတွေးနဲ့နေရတယ်ဆိုရင်အမေလောက်ကောင်းမလားတအားစိတ်ပြည့်စရာကောင်းတာကိုတော့မနေဘူးပါဘူးသူများပြောလို့ဟုတ်လားဒီလူတွေကအမေရင်းနဲ့နေကြတာလားမိတွေးနဲ့နေကြတာလားဟုတ်ကလားဩသူတော်ကောင်းတို့လူအမေအရင်နဲ့နေစမ်းမှာမိတွေးနဲ့မနေနဲ့စိတ်အမေရင်မေတ္တာနဲ့နေစမ်းမှာမိတွေးဒေါသနဲ့မနေနဲ့ဟောသွားပြီမိပြီဒီလူတွေကတနေ့အမေရင်နဲ့နေတာလားမိတွေးနဲ့နေတာလားကဲပြန်ကြတော့မဟောတော့ကိုယ်စိတ်ကလေးအေးချမ်းအောင်ဒေါသနဲ့နေတော့မိတွေးဆိုတာပေါ့မတွက်နဲ့ကိုထိုင်းနေတော့လေဟိုကောင်လေးထိုင်းနေပြန်ပြီဟိုကောင်မလေးထိုင်နေပြန်ပြီပြောတာကဲဒါမြင်မတက်ရက်ပြီးလမ်းလျှောက်နေမယ်ငါရှိကလန်မလုံနေနဲ့ဘာလုံနေတာလဲပြောခံရတာကဲဒါမြင်အခန်းထဲဝင်အိတ်မယ်ဆိုပြန်တော့လေအမလီမျိုးဖို့ဆိုဖို့ပဲတက်တယ်ကြည်စက်တစ်ချက်မှမလုပ်ဘူးဟုတ်လားအမေနဲ့နေမလားမိတွေးနဲ့နေမလားလူကဘသူနဲ့နေခြင်းနဲ့စိတ်ကတော့မိတွေးပါသူတို့ထစ်ကနေဆိုမိတွေးသွားကတ်တာဟုတ်တယ်မဟုတ်လားကိုငယ်တုန်းကအမေရင်းနဲ့မိတွေးနဲ့ဘယ်သူကလိုလိုက်မိတွေးဖြစ်မဲ့လူကအဖေမရသေးတော့လိုလိုက်တယ်ဟုတ်လား
အဲ့လိုပဲကိုယ်စိတ်ကလေးကလည်းဘယ်သူနဲ့ပဲသွားပေါင်းတာဒေါသနဲ့ပဲထစ်ကနေဆိုဒေါသထစ်ကနေဆိုဒေါသထစ်ကနေဆိုဒေါသနဲ့ပဲသွားပေါင်းတာဟုတ်လားဘယ်သူနဲ့နေမယ်ဟာဘယ်နဲ့မိတွေအမလေးတော့ဟောနေတော့မိတွေနဲ့အမလေးသိတယ်တော့မန်လေးကလူတွေမဟုတ်ဒီပတိမဟုတ်တော့ဘူးလားအမလေးတရားဟောတာပြတ်နေတာတဲ့ကိုတော်ပြီနားလေစေချင်ပါတယ်ဘုရားရှင်ကိုရောမြတ်ကြီးဟောတော်မူတဲ့တရားဒီဟာဘလောက်ထိလေးနဲ့တယ်လဲဆိုတာဘလောက်ထိတန်ဖိုးကြီးတယ်လဲဆိုတာကိန္တုပဝတ္တတော်မိတ်တံကိန္တုမိတ်တံတကေကရေကိုအိုကိုအိမ်မှာနေရင်အမေနဲ့နေရတာအရသာရှိသလိုကိုစိတ်ကလေးမေတ္တာနဲ့နေရတာအရသာရှိသည်ဘသူကိုမှစိတ်မဆိုးနဲ့ဘသူကိုမှအပြစ်မတင်နဲ့ဟုတ်လားဟိုနေ့ကတကားတွေကဦးစင်းကိုမေးတော့လေအရှင်ဘုရားတဲ့အရှင်ဘုရားအိတ်တမစ္စရိယများသလားရှိသလားတဲ့အဲ့ဒါနဲ့စဉ်းစားကြည့်တယ်လေအေးလို့မစ္စရိယနှမျောတာကတော့ဟိုငယ်တုန်းကဆင်းရဲတဲ့ဘဝရောက်တုန်းကတော့နှမျောခဲ့တယ်လို့အခုနှမျောတာတွေပဲတိတ်မရှိတော့ဘူးလို့ဟိုချင်းချိန်တာလောက်တော့ရှိတာပေါ့လေအဲ့ဒီအိတ်တာမနာလိုတာကြတော့ဘလို့မှကိုမပေါ်တာသူတို့ကမေးတယ်အရှင်ဘုရားတဲ့အရှင်ဘုရားဒီကျောင်းနေတုန်းကဂိုင်စားတွေဘာတွေသူများနဲ့ပြိုင်ကိုထက်သားတဲ့လူတွေဘာတွေမနာလိုတာတွေဘာတွေမရှိဘူးလားတဲ့အေးကိုထက်သားမနာလိုဖြစ်ရအောင်ကလည်းအတန်းတိုင်းကိုတစ်ကြီးပဲရတော့ဘလို့မှကိုမနာလိုစရာမရှိဘူးလို့ဘုန်းကြီးဖြစ်တော့လေဘသူမှမနာလိုဘလို့မှကိုမနာလိုဒါမဖြစ်ဘူး။အိုသူတော်ကောင်းတို့အိတ်သာမဖြစ်ချင်ကိုယ်စိတ်ကဘသူလေးနဲ့နေမယ်မေတ္တာလေးနဲ့နေမိဘနဲ့ပဲနေမယ်အမေနဲ့ပဲနေမယ်ဆိုတာဘသူနဲ့နေခိုင်းတာလဲလူကရှိရင်အမေနဲ့နေအမေမရှိတော့ရင်လူပုဂ္ဂိုလ်အမေမရှိတော့ရင်လည်းအမေလိုပုဂ္ဂိုလ်နဲ့နေဟုတ်လားအဓိကကဘာလေးနေစေခြင်းတာစိတ်ဘသူလေးနဲ့နေစေခြင်းတာမေတ္တာလေးနဲ့နေလားမေတ္တာနဲ့ထက်ကနေဆိုထက်ကနေဆိုမိရွေးသွားကတ်တာပဲထက်ကနေဆိုမိရွေးသွားကတ်တာပဲအမေကမရှိရတဲ့အဖေကရိုက်ရင်ဘသူကမိရွေးကကောင်းတယ်ကတ်ကိန္တုပဝတ္တတော်မိတ်တံကိန္တုမိတ်တံတကေကရေအမေဆိုတာဒီယောက်ျားမိန်းမကိုပြောတာမဟုတ်ကိုယ့်ပေါ်မေတ္တာရှိတဲ့သူဟာအမေဟုတ်မလားကိန္တုပဝတ္တတော်မိတ်တံကိန္တုမိတ်တံတကေကရေဗန္နေဘုန်းတော်နေဝန်ထုံးလင်းတောက်ပတော်မူသောမြတ်စွာဘုရားကိုအိမ်မှာနေရင်အမေနဲ့နေကိုစိတ်ကလေးမေတ္တာနဲ့နေတနည်းပြောရင်အာဒေါသနဲ့နေဆိုတာသိပါပြီဘုရားဘာနဲ့နေတာလဲအာဒေါသနဲ့နေတာသိပါပြီဘုရားကိန္တုပဝတ္တတော်မိတ်တံခရီးသွားပြီးတော့ရောင်းရည်ဝယ်ရည်လုပ်ငန်းကိုင်ငံရည်ရွယ်ချက်နဲ့ခရီးသွားတဲ့အခါမှာဘသူကမိတ်ဆွေကောင်းလဲတတ်ထောပဝတ္တတော်မိတ်တံအဖေဘာနဲ့လဲအဖေတဲ့ဘုရားရှင်ကိုရောမြတ်ကြီးဆိုတာဗုဒ္ဓဘာသာဝင်တွေရဲ့ပါလေအဖေပဲတတ္ထာဒေဝမနုဿာနံလူနာပြမတတ္တဝါတွေကိုဆိုဆုံးမတတ်တဲ့တတ္ထာသည်အဖေတဖွဲပဲဥပိ္ပဇာယောမေဗန္ဒီဟောဟိကိုရင်ဝတ်လို့ရှိရင်ယဟန်ခံခံနီးရင်ဥပိ္ပဇေယူကြဥပိ္ပဇာယောမေဗန္ဒီဟောဟိအရှင်မြတ်ဘုရားသည်ဘုရားတပည့်တော်ဤအပြစ်ကြီးငယ်အသွဲသွဲကိုကြည်ရှုမပြတ်ဆိုဆုံးမတတ်သောမိဘတဖွဲဥပိ္ပဇေဆရာသည်ဖြစ်တော်မူပါဗျာအဖေလိုကိုဆုံးမတတ်တဲ့ပုဂ္ဂိုလ်ဖြစ်ပါလို့တောင်းခံရနေတန်ထောပဝတ္တတော်မိတ်တံခရီးသွားပြီဆိုရင်ဘသူလိုတဲ့ဆရာဒီဟုသောအဖေဘသူလိုတာတဲ့အဖေဆိုတာကသားတွေသမီးတွေကိုဗုဒ္ဓဒီတရေသားတွေသမီးတွေကိုဓမ္မေနတရားသဖြင့်အနုသာတတိဆုံးမတတ်၏ဣတိတသမထို့ကြောင့်တတ်ထောတယ်ဆုံးမတတ်တဲ့သူတွေဟုတ်လားဘာလို့တတ်တဲ့သူလဲယောက်ျားကြီးဖြစ်တဲ့ပုဂ္ဂိုလ်ကဆုံးမတတ်လေအဖေမိန်းမကြီးဖြစ်တဲ့ပုဂ္ဂိုလ်ကဆုံးမတတ်လေအဖေဆိုတာဘလို့ဖြစ်မှအဖေခေါ်တယ်သားတွေသမီးတွေကိုလိမ္မာရည်ကြီးကောင်းမွန်ကြီးပွားတိုးတက်အောင်ဆုံးမတတ်တာကိုအဖေလို့ခေါ်သည်ဟုတ်လားကိုအဖေကိုမစင်စားနေနဲ့တော့တရားပဲနာငါအဖေကဆုံးမရလားငါအဖေကဆုံးမရလားသွားမစင်စားနဲ့ဟုတ်လားအဖေကကိုယ်ဆုံးမနိုင်တဲ့လောက်တော့ဆုံးမသွားမှာပဲလမ်းလျှောက်တတ်အောင်ဘဒုတင်ခဲ့ဒီအမေဒီအဖေထမင်းစားတတ်အောင်ဘဒုတင်ခဲ့ဒီအမေဒီအဖေဒါလည်းဆုံးမတာပဲဟုတ်လားအိုသူတော်ကောင်းတို့မိဘနဲ့နေမယ်အမေနဲ့လည်းနေလိုက်စမ်းမဘဒုနဲ့လည်းနေရမယ်အမေနဲ့လည်းနေလိုက်စမ်းမအဖေနဲ့လည်းနေလိုက်စမ်းမအဖေဆိုတာဘလို့ပုဂ္ဂိုလ်ဆုံးမတတ်တဲ့ပုဂ္ဂိုလ်ဟုတ်လားတ
ဒါကြောင့်မို့ဦးဇင်းတို့ကပြောပါတယ်သားတွေသမီးတွေကိုတရားစခန်းနေကြရင်ပြောတယ်အေးလို့သားတို့သမီးတို့အမေဆိုတာကိုယ့်ရဲ့ချစ်စရာဖြစ်ရတယ်အမေကသားသမီးတွေကိုချစ်ရင်သားသမီးတွေရဲ့ချစ်စရာဘာလို့လဲအမေဟုတ်လားအဖေဆိုတာသားသမီးတွေကိုဆုံးမရတယ်တဲ့ဆုံးမပေးရတယ်သားသမီးတွေရဲ့လေးစားစရာကဘာလို့လဲအဖေဆိုတာကိုသားသမီးတွေကလေးစားရပါသည်အမေဆိုတာကိုသားသမီးတွေကချစ်ရပါသည်ဒါပေမဲ့ခက်တော့လည်းခက်သားလားဒီခေတ်ကဘယ်နဲ့ဖြစ်ပြီးဘသူအပြစ်ပြောရမှန်းကိုမသိဘူးအမေဆိုတာဒီသားသမီးရဲ့ချစ်စရာမဟုတ်ဘဲနဲ့မုန်းစရာဖြစ်နေမုန်းစရာဖြစ်နေတယ်ငယ်တုန်းကတော့အမလီသားလေးဆိုပြီးတော့တယောက်နှစ်ယောက်သားယောက်ျားလေးဆိုအမေတွေကချစ်လိုက်တာပြောမနေနဲ့တုံးနေတာဟိုကအလိုလိုက်ဒီဟာအလိုလိုက်၈တန်း9တန်း10တန်း14 15 16လေးရောက်တော့ထိမ့်မရတော့အတင်းတွတ်ပြောတော့အဲ့ကြတော့အမေကချစ်စရာလားမုန်းစရာလားဟာဟုတ်လားမုန်းစရာကြီးဖြစ်သွားပြီလားအမေကချစ်စရာဖြစ်ရပါသည်မုန်းစရာအဖြစ်မခံရပါအဖေကလေးစားစရာဖြစ်ခံရပါသည်ကြောက်စရာအဖြစ်မခံရပါအခုကျတော့အဖေကြောက်နေကြတာအဖေကြောက်နေတော့အဖေမသိအောင်ကိုရမှလှုပ်လို့သားသမီးတွေပြည့်စည်သွားတာတွေတပုံကြီးအဖေကအကျိုးနဲ့အကြောင်းနဲ့အကောင်းနဲ့အဆိုးနဲ့မြတ်တတ်ကြည့်ပြီးတော့မလုပ်ပေးရမှာဆုံးမပေးရမှာဟုတ်လားအိုးသူတော်ကောင်းတို့အဖေရှိတာနဲ့မရှိတာနဲ့ကွာမကွာဘလို့ကွာလဲရှိတာကောင်းတာလားမရှိတာကောင်းတာလားဘယ်ဟုတ်မှတော့တချို့ကမရှိတာကောင်းတယ်ဆိုပြောနေကြတာကြောက်စရာအဖေဆိုရင်မရှိတာကောင်းနေတဲ့လေးစားစရာအဖေဆိုရင်တခါတည်းပြောလိုက်မယ်အမေတုန်းကမိတွေးရှိတယ်လို့အဖေလည်းပဲအဖေနဲ့နေကျင်တာလားပထွေးနဲ့နေကျင်တာလားဟမ်အဖေရင်အေးတေချာညံနဲ့စဉ်းစားပါအမေမရှိမှအမေဂျေဇုသိရမှာမဟုတ်ရှိကြတဲ့ကအဖေမရှိမှဂျေဇုသိရမှာမဟုတ်ဘူးရှိကြတဲ့ကအဖေဂျေဇုသိရပါသည်အဖေမရှိတော်မျက်နှာငယ်တာနော်အမေမရှိရင်တော်မျက်နှာငယ်တာနော်ဒီမဲ့အဖေသေးမသေးသေးဘူးထားလိုက်အဖေနေတဝေးရောက်နေပြီနေချမ်းမြေချမ်းရောက်နေပြီအဖေမရှိဘူးဆိုရင်ကိုလေအရာရာမှကိုကဘာဆုံးဖြတ်လို့ဆုံးဖြတ်မှမသိဘာလုံးမှမသိဘာကင်လို့ကင်ရမှမသိအဖေအရေးမကြီးဘူးလားကြီးလားဟုတ်ကဲ့လားသူတို့အဖေနဲ့နေရတာပျော်လားဟမ်ဟုတ်ကဲ့လားအိုးသူတော်ကောင်းတို့အဖေကအရာရာကိုဆုံးမတတ်ပါသည်အရာရာဆုံးမတတ်တဲ့အဖေနဲ့နေအကိုကြီးအမကြီးအမေဘသူပဲဖြစ်ဖြစ်ဆုံးမတတ်ရင်အဖေအဲ့ဒီအဖေမျိုးနဲ့နေရတာကိုကောင်းတဲ့ကောင်းအောင်အကျိုးရှိတဲ့ရှိအောင်အသိပညာတွေတို့ကောင်းကျိုးရှာပြီးတော့ကြီးပွားတိုးတက်ကြလေကုန်ဤအဖေနဲ့နေလိုက်စမ်းမှလူပုဂ္ဂိုလ်အဖေနဲ့နေသလိုစိတ်ကလေးကကိုဆုံးမတတ်တဲ့အမောဟပညာနဲ့နေလိုက်စမ်းမှဟုတ်လားဘာနဲ့နေမလဲတွေ့သွားပါလားအဖေကအာမောဟပညာပထွေးကမောဟပထွေးရပါလေပထွေးကမောဟအဖေရင်ကအမောဟပညာမိထွေးကဟေ့ဒါကြမမေဘူးသူတို့မိထွေးနဲ့နေကြမို့လို့မိထွေးကအမေရင်ကအိုးသူတော်ကောင်းတို့ကိုဘသူနဲ့နေတယ်မိဘနဲ့ပဲနေပါမယ်ဒါပေမဲ့အရင်မနေဘူးပေါ့ပညာနဲ့နေလိုက်စမ်းမှအာဒေါသမေတ္တာနဲ့နေလိုက်စမ်းမှမေတ္တာနဲ့နေတလောကလုံးမတည့်စရာမရှိပါလေဟုတ်လားပညာနဲ့နေစမ်းမှအောက်တန်းမကြပါလေသဘောပေါက်လားမသိဘူးအသိဉာဏ်ပညာနဲ့နေစေချင်တာအသိဉာဏ်ပညာနဲ့နေစေချင်တာဉာဏ်ပညာနဲ့နေအဖေလူပုဂ္ဂိုလ်အဖေနဲ့လေစိတ်ကလည်းပဲပညာနဲ့တဘောပေါက်လားမသိခုပြောတာဒီဘောပေါက်ပါတယ်ပြောအောင်အခုကတရားကနာယုံနာမလားကျင့်မလားဟုတ်ကဲ့လားအိမ်ပြန်ရောက်ရင်ဘယ်လိုလိုက်ရှာမှာမေးလိုက်ရှာမှာကိုစိတ်အမြဲတမ်းကိုအဖေနဲ့ပေါင်းလို့မရဘူးလားအမေနဲ့ပေါင်းလို့မရဘူးလားအခုဘသူတွေနဲ့ပေါင်းနေသည်ဩတော်တော်အဆင်ပြေတာပေါ့ပထွေးတို့မိထွေးတို့နဲ့ကောင်းတယ်ဒါကြောင့်မို့အမလေးမျက်ခွက်ကလေးတွေပိန်ရှုံချုံနွမ်းလို့အမလေးကြည့်ရတာ
ပြန်ကြည့်နော်ဒေါသဆိုတာမိတွေးမောဟဆိုတာပထွေးဒီမဲ့မိတွေးပထွေးနဲ့နေမဲ့တူတူတော့တကောင်ကျွတ်နေလိုက်တာကမှဘယ်ကောင်းမှာတကောင်ကျွတ်လည်းပဲကောင်းတကောင်ကျွတ်လည်းမလုံဆမ်းမှနဲ့တကောင်ကျွတ်လည်းဘုရားရှင်ကိုရမြတ်ကြီးရဲ့တရားတော်တွေကိုဦးဇင်းတို့ပြန်ဟောပြီးပြောပြရတော့လေစိတ်ထဲမှာကိုယ့်ကိုကြည်နူးပီတိဖြစ်မိတယ်ဝမ်းမြောက်ဝမ်းသာဖြစ်မိတယ်နမောရင်ပါဠိတော်ကြီးဖတ်လိုက်ရင်တတ်ထောပဝတ္တတော်မိတ်တံမာတာမိတ်တံတခေခရေဟေးအိမ်မနေအမေတဲ့မိတ်ဆွေကောင်းကခရီးသွားလို့ရှိရင်အဖေတဲ့ဆိုတော့တွက်ကြည့်အဲ့လောက်ကလေးနဲ့သိယုံနဲ့မရဘူးတရားဆိုတာလောကအနေနဲ့လည်းပဲအကျိုးရှိရမယ်လောကုတ္တရာအနေနဲ့လည်းအကျိုးရှိရမယ်ခရီးသွားရင်ဘယ်သူနဲ့ပေါင်းရင်နေရမယ်အဖေဒီဟူသောပညာအမောဟအိမ်မနေရင်ဘယ်သူနဲ့ပေါင်းနေရမယ်အမေဒီဟူသောမေတ္တာအာဒေါသမြင်သွားတယ်နော်ဒါလေးအိုသူတော်ကောင်းတို့နောက်တစ်ခုမေးလိုက်ချင်ပါသည်ကိမ္မိတ်တံအထဇာတတအထဇာတတအိယံတိထောင်လူတို့ပေါင်းလောကကြီးထဲမှာနေကြတဲ့ပုဂ္ဂိုလ်တို့သည်တခါတလေအကြောင်းကြီးငယ်ဆိုတာပေါ်တတ်ကြလေကုန်ဤအဲ့ဒီအကြောင်းကြီးငယ်ပေါ်ရင်ဘသူကမိတ်ဆွေကောင်းလဲမေးတာဘုရားရှင်ကိုယ်တော်မြတ်ကြီးကတော့ရှင်းရှင်းပဲဖြေလိုက်တယ်သဟာယောမိတ်တံသဟာယောအထဇာတတဟောတိမိတ်တံပုဏ္ဏပုဏ္ဏံအိုသူတော်ကောင်းတို့ကိစ္စကြီးငယ်အသွယ်တို့ပေါ်တိုင်းဘသူကမိတ်ဆွေကောင်းလဲဆိုရင်တငယ်ချင်းဘသူတဲ့လဲတငယ်ချင်းဟာမိတ်ဆွေကောင်းတယ်ဘာပြောတငယ်ချင်းတယောက်ရှိပြီဆိုရင်မိမိတို့ဘာအကြောင်းကြီးငယ်ရှိအားကိုးလို့မရဘူးလားသူကလည်းကိုယ့်ရဲ့တငယ်ချင်းကိုကလည်းသူ့ရဲ့တငယ်ချင်းအဲ့ဒါမိတ်ဆွေကောင်းတယ်အဖေဆိုတဲ့ကသားသမီးတွေကိုလိမ်မရင်ကြီးအကျိုးရှိအောင်ဆုံးမတတ်တဲ့ပုဂ္ဂိုလ်အမေဆိုတဲ့ကသားသမီးတွေကိုမေတ္တာတရားနဲ့တရားသဖြင့်ချစ်ခင်တတ်တဲ့ပုဂ္ဂိုလ်တငယ်ချင်းဆိုတာကြတော့သဟာယဒုက္ခိနဝဒုက္ခိနဝသဟအယတိပဝတ္တိတိသဟာယောဒုက္ခရောက်လဲအတူတူဒုက္ခဆံလဲအတူတူဒုက္ခခံလဲအတူတူအေးအတူပူအမြမခွဲမခွာနေတဲ့သူကတငယ်ချင်းဟုတ်လားမခွဲမခွာအေးအတူပူအမြနေတဲ့သူကအခုတွေ့ကြည့်လေလောကမှာနေကြတဲ့လူတွေကတငယ်ချင်းတွေများလားမများဘူးလားအရေးချောင်းရှိရင်သိတယ်နော်ဟုတ်လားအမလေးအဆင်ပြေတော့ဝိုင်းနေကြတာပဲငေါတော့နဲ့အဆင်လည်းမပြေပြဿနာလည်းဖြစ်တော့တို့မပါဘူးဒီတဲ့တို့မပါဘူးဒီတဲ့ဆိုရှောင်သွားကြတာဟုတ်လားတငယ်ချင်းဆိုတာဘလို့ပုံကိုယ်တွေအေးအတူပူအမြနေတာသည်တငယ်ချင်းအနာခံတော့လေကိုပါသည်အသာဆန်တော့လေကိုပါသည်မခွဲမခွာအတူနေတာဒီတငယ်ချင်းအခုမိမိတို့ဘေးကပတ်ဝန်းကျင်တွေကတငယ်ချင်းတွေလားတငယ်လက်ဖက်တွေလားဒီလိုတွေဂျင်းနဲ့လက်ဖက်ဘယ်ဟာပိုကြိုက်ဟမ်သူတို့ကလက်ဖက်ကြိုက်မှာပါအမလေးချင်းဆက်လေးတို့ဇယန်းတို့ရှောက်ပြောတယ်တငယ်ချင်းဆိုတာကိုနဲ့မခွဲမခွာအတူနေအောင်ဟုတ်လားအိုသူတော်ကောင်းတို့ဘာပဲပြောကိုကအစင်မပြေလို့ငွေလိုရင်ဘသူကပေးသည်ကိုကအစင်မပြေလို့အဝတ်အစားလိုရင်ဘသူကပေးသည်ဟုတ်လားကိုကအစင်မပြေလို့အိုးအိမ်လိုရင်ဘသူကပေးသည်တငယ်ချင်းသူတို့မပေးချင်တော့ဘူးလားမသိပါဘူးအတန်နေတိတ်ကုန်တယ်ခရီးသွားရင်ဘသူမိတ်ဆွေအိမ်မနေဘသူမိတ်ဆွေအကြောင်းကြီးငယ်ပေါ်ရင်ဘသူမိတ်ဆွေအဖေရှိတာလားပထွေးလားအမေရှိတာလားမိထွေးလားတငယ်ချင်းရောဟုတ်ကဲ့လားပြန်ကြည်စမ်းပါအိုသူတော်ကောင်းတို့ညံလေးနဲ့စဉ်းစားလိုက်စမ်းပါကိုလိုချင်တာပေးနေတာဘသူလဲလို့မေးရင်လောဘကပေးမှလားအလောဘကပေးမှလားစားစရာလူခဲ့ဘူးတဲ့အလောဘကကိုအကြောင်းရှိရင်စားစရာလာပေးသည်ဟုတ်လားဝတ်စရာလူခဲ့ဘူးတဲ့အလောဘကအကြောင်းရှိရင်ကိုဝတ်စရာလာပေးသည်သဘောပေါက်တယ်နော်ခုပြောတာနေစရာလူခဲ့ဘူးတဲ့ပုဂ္ဂိုလ်အတွက်အကြောင်းရှိရင်ကိုနေစရာလာပေးသည်အိုသူတော်ကောင်းတို့ပဂတိတငယ်ချင်းပုဂ္ဂိုလ်ကတငယ်ချင်းနဲ့ပေါင်းစိတ်ကလေးကဘသူနဲ့ပေါင်းမယ်အလောဘနဲ့ပေါင်းနဲ့ဘာနဲ့ပေါင်းရမှာလဲအခုနေနေတဲ့အိမ်ဘသူပေး
အခုစားနေရတာဘသူကျွေးအခုဝတ်နေရတာဘသူဆင်းလောကမှာမိတ်ဆွေကောင်းတွေရှိသလိုကိုယ်စိတ်ကလေးမှာဘသူရှိသည်တငယ်ချင်းကောင်းလေးရှိသည်ဘသူတဲ့သဘောပေါက်လားအာလောဘအဖေသည်ပင်လျင်ကိုယ့်အတွက်ကျွေးမွေးပြုစုရင်ဘာလဲတငယ်ချင်းအမေသည်ပင်လျင်ကိုယ့်အတွက်ကျွေးမွေးပြုစုရင်တငယ်ချင်းဒါကြောင့်မို့မိဘနဲ့ပဲဟုတ်လားအခုဒီလူတွေကနေရစပြီးဘာနဲ့နေမယ်ဒါပေမဲ့အိမ်ကဟာတွေနှင်ချတော့မှာပေါ့ဟမ်ဘာနဲ့နေမှာလဲအာလောဘရဲ့အာဒေါသရဲ့အာမောဟရဲ့အာမောဟကအဖေပညာဟုတ်လားအာဒေါသကအမေမေတ္တာအာလောဘကတငယ်ချင်းဒါနာအိုသူတော်ကောင်းတို့ဒါနဆိုတာကိုပေါ့ပေါ့မတွက်နဲ့ဟုတ်လားဒါနဆိုတာကိုပေါ့ပေါ့မတွက်နဲ့တကယ်အကျိုးပေးတယ်ဦးဇင်းတို့ကိုလူရလို့တော့မဟုတ်ပါဘူးတန်ဃာကိုရည်မှန်းပြီးလူလို့ဦးဇင်းတို့လည်းဒီတိုင်းပြောနေကြပါကိုကတန်ဃာထဲမှာတပားအပါအဝင်နေနဲ့အလူခန္ဓာပဲရှိပါဦးဇင်းတို့ခုပြန်လာတာကနိုင်ငံခြားကပြန်လာဂျပန်ကနေပြန်လာနောက်ဆုံးဒီဘက်လှည့်ပြီးတော့ရောက်တဲ့အရာမှာသူတို့ကဖုန်းနေလူကြတာပေါ့လေရောက်တော့လဲ3ယူလဲသွားပါဗျာဆိုပြီးတော့ဂျပန်မှာလူတာသူတို့လိုပြောရင်တော့2သိန်း3သိန်းတန်တာပေါ့ရန်2000 3000လောက်တန်တဲ့ဖုန်းတစ်လုံးပေါ့လေပါလာခဲ့ဟိုနေ့ကဒီရောက်မှရန်ကုန်ရောက်မှဂျပန်ကလမ်းဖုန်းဆက်ဆိုတော့သူလူတုံးက3000ဆိုရင်ဒါ3သိန်းလောက်တန်တာပေါ့ဖုန်းကနေရောဗာတွေရောအကုန်လုံးအကုန်တွင်းထားပြီးတော့ဖုန်းဘိုးတွေဗာတွေတွင်းပြီးတော့ဖုန်းမှတခါတည်းလူလိုက်အဲ့ဒါသူကဆရာဝန်မပေါ့သူ့အမျိုးသားမလည်းဆရာဝန်ကြီးရန်ကုန်မှာရှိတယ်အဲ့ဆရာဝန်မကဒိုဂျိုကနေပြီးတော့ဂျိုတိုအလုပ်သွားပြီးတော့2ရက်လောက်လေးပြန်လာတော့လမ်းမှာဖုန်းရောင်းတဲ့ဆိုင်တွေတွေ့ဖုန်းရောင်းတဲ့ဆိုင်တွေမှာတွေ့တော့သူကဝင်ကြည့်တာပေါ့လေဟာဒါဆရာတော်ဥစ္စာကိန်းနာကိုလှူလိုက်တဲ့ဖုန်းမျိုးလေးပဲဆိုပြီးတော့သူကဝင်ကင်တယ်သူတို့ဂျပန်နေမှာက discount ချတယ်ဆိုတာရှိတာကိုလျှော့ဈေးနဲ့ရောင်းတာဗမာပြည်ကတော့အမလီ90ရာနှုန်းလျှော့တယ်တို့အစိတ်ရာနှုန်းလျှော့တယ်ဆိုတော့ဘယ်လိုလျှော့တယ်တော့ကိုလည်းမသိပါဘူးသူများအတင်မပြောချင်ဟိုမှာလျှော့တယ်ကြတော့လေဒီပစ္စည်းကိုလျှော့ပြီးဒီဈေးနဲ့လျှော့ပြီးဆိုရင်သူကပစ္စည်းလျှော့လို့ရှိရင်အချိန်နဲ့လျှော့တာရှိတယ်အရေးအတွက်နဲ့လျှော့တာရှိတယ်အရေးအတွက်ဆိုပါဆို10ခုလျှော့တယ်တနေ့ကိုဒါမှမဟုတ်2ရက်3ရက်ဆက်ရင်ဆက်ပါသေးဖုံး10လုံးရောင်းပြီးရင်ဒါနောက်ခါကျမဟုတ်တော့ဘူးဒါကအရေးအတွက်လျှော့တခါတလေကျတော့အချိန်နဲ့လျှော့ဆိုတော့ခဏ9နာရီကနေပြီးတော့ညနေ3နာရီအတွင်းမလုပ်တာလဲလျှော့တာအဲ့ဒီကြားထဲဝယ်သမျှသူကလျှော့ဈေးနဲ့ရောင်းတာပဲအဲ့ဒါဦးဇင်းတို့ဖုန်းလူလိုက်တဲ့အဲ့ဒါဒကမကသွားပြီးတော့ဖုန်းလေးတူတော့သွားကင်လိုက်တော့ဟိုကမေးတယ်ဟာဘာလို့မလို့တော့ဆိုဟိုမေးကြည့်တာပါတဲ့ဝယ်မလို့ပါတဲ့ဝယ်မလို့လည်းပြောရောအဲ့ဒါဘလောက်လဲလို့မေးတော့မဟုတ်ဘူးတဲ့ discount ချထားတာတဲ့ discount ချထားတာနဲ့ယူတဲ့အချိန်လျှော့တဲ့အချိန်နဲ့သွားတိုးတာကတော့သူလမ်းသွားရင်းနဲ့အဲ့ဒီဖုန်းကတကယ်ဝယ်လို့ရှိရင်3000ရန်3000 3သိန်းလောက်တန်လာသူ့ကို discount ချတာဘလောက်နဲ့ရတော့ဆိုတရန်နဲ့ကတရန်ဆိုတော့ဗမာလိုပတ်စံ30ပဲကြတယ်ဟုတ်လားအဲ့ဒါ तू ကအံ့ဩလို့တယ် gain အိုသူတော်ကောင်းတို့အာလောဘဆိုတာဒီကိုကိုပြန်ပေးသည်မယုံမရှိနဲ့ဟုတ်လားမယုံမရှိနဲ့ပြောစရာတွေအများကြီးပဲဟောစရာတော့မရှိဘူးပြောလို့တော့နားထောင်မှာဟောလို့တော့သူတို့ကနားထောင်မှာမဟုတ်ဘူးဟုတ်လားအခုဘယ်လောက်နဲ့ရတယ်ဖုန်းဘသူကပေးသည်ဟုတ်ကဲ့လားဈေးတရားပေးတာမဟုတ်ဘူးလားအာလောဘလို့ခေါ်တဲ့တငယ်ချင်းကပေးသည်အာလောဘလို့ခေါ်တဲ့တငယ်ချင်းကဆွဲခေါ်သွားသည်အဲ့ဒီဆိုင်ကိုအာလောဘဆိုတဲ့တငယ်ချင်းကခေါ်သွားသည်အဲ့ဒီအချိန်ကိုအာလောဘဆိုတဲ့တငယ်ချင်းကလက်ကလေးလှမ်းခိုင်းသည်ကောက်ကင်ခိုင်းသည်ဈေးမေးခိုင်းသည်အိုသူတော်ကောင်းတို့အဲ့ဒီတငယ်ချင်းအရေးကြီးသည်ဟုတ်လားကိုလူတော့တွတ်လူတာလားတွန့်လူတာလားဟမ်အပြောကတော့တွတ်ပါသည်ဟုတ်လားတဘောပေါက်လားခုပြောတာဘယ်သူနဲ့နေမယ်အာလောဘရဲ့အာဒေါသရဲ့အာမောဟရဲ့ဘယ်နှမျိုးမိဘနဲ့ပဲမိဘကျွေးမွေးနေတာလည်းပဲဒါတငယ်ချင်းပဲ
ဟုတ်လားအဖေသည်ပင်လည်းအမေအဖေသည်ပင်လည်းတငယ်ချင်းအမေသည်ပင်လည်းအဖေအမေသည်ပင်လည်းတငယ်ချင်းအိုသူတော်ကောင်းတို့ကိုယ်အိမ်မှာဘလောက်ပျော်စရာကောင်းတယ်အဖေသည်ပင်လည်းအဖေအမေတငယ်ချင်းအမေသည်ပင်လည်းအမေအဖေတငယ်ချင်းအဲ့လိုဖြစ်ရင်မကောင်းဘူးလားကောင်းလားဟုတ်လားအခုကိုတိုင်ကကိုသားသမီးတွေတပေါ်မှာအမေရောအဖေရောတငယ်ချင်းရောသုံးမျိုးလုံးဖြစ်လားဟုတ်ကောင်မလေးနော်အဲ့ဒါနင်းအဖေကိုခြံထားတာတူအဖေလုပ်တဲ့လူမှတငယ်ချင်းတော်တာသားသမီးမကြွေးချင်ဘူးလေဘောဘတန်နဲ့မတွက်ပါနဲ့တရားတွေကိုနားလေစေခြင်းမှတဲ့သဘောပေါက်စေခြင်းမှတဲ့ဂိန်သူပဝတ္တတော်မိတ်တံဂိန်သူမိတ်တံတကေကရေဂိန်မိတ်တံအထံဇန္တတံဂိန်မိတ်တံတံပရာယိကံယခုမှနောက်ရောက်ရအခါကာလတို့၌ဘသူကမိတ်ဆွေကောင်းလဲလို့မေကွန်းရှိပါသည်နံပါတ်၄အဲ့ဒါလေးတော့ခဏထားအောင်မဖြေသေးဘာလို့မဖြေသေးတာတော့ဆိုတော့အဖေဘာလို့မိတ်ဆွေကောင်းအမေဘာလို့မိတ်ဆွေကောင်းတငယ်ချင်းဘာလို့မိတ်ဆွေကောင်းလဲဆိုတာအားလုံးပြောစရာမလိုဘဲနဲ့သိပါလေကျေးဇူးများလွန်းလို့ဟုတ်တယ်မလားဒါမြင့်အာလောဘရဲ့အာဒေါသရဲ့အာမောဟရဲ့ဘာလို့မိမိတို့ရဲ့မိတ်ဆွေကောင်းလဲလို့မေးသည်ရှိသောလောဘဆိုတာသည်လောဘဆိုတာသည်လောဘဟေတုလောဘကြောင့်တခြားအယုံပြုနော်မိမိစိတ်မှာလောဘရှိရင်လောဘဟေတုလောဘကြောင့်နေဆဒတနံမြဲတယ်ပဲမြင်ထင်ပါပေ၏လောဘရှိနေမြင်သမျှပါတယ်လေမြဲတယ်ပဲထင်တယ်တဲ့ကိုကြိုက်တဲ့ပစ္စည်းလေးကြကွဲမဲ့ထင်လားမြဲတယ်ထင်လားဘသူကထင်သည်လောဘကထင်တာဟုတ်လားတငယ်လက်ဖက်အနိစ္စဒတနံအနိစ္စကိုမြင်တာကတော့အလောဘဟေတုအလောဘအကြောင်းကြောင့်သာလျင်အနိစ္စမမြဲတာကိုမြင်ပါသည်အရေးကြီးတယ်မန်းလေးမပြောဘူးသေးဘူးဒါဟုတ်လားဩသူတော်ကောင်းတို့အနိစ္စရဲ့ဒုက္ခရဲ့အနတ္တရဲ့လက္ခဏာဘယ်နှပါရှိအနိစ္စမြင်လည်းပဲသောတာပန်မဖြစ်နိုင်ဘူးလားအနိစ္စဒုက္ခအနတ္တတစ်ခုခုမြင်လည်းသောတာပန်မဖြစ်နိုင်ဘူးလားသောတာပန်မဖြစ်ချင်လားဖြစ်ချင်လားဖြစ်ချင်လိုက်ခဲ့စကိုင်းသာလိုက်ခဲ့ပြန်ပြောမယ်နော်လောဘဟေတုနေဆဒတနံအလောဘဟေတုအနိစ္စဒတနံလွယ်ပြောရင်လောဘရှိနေရင်တစ်ကမ္ဘာလုံးကိုမြဲတယ်ထင်သည်လောဘရှိနေလို့ကြိုက်နေရင်တလောကလုံးကိုမြဲတယ်ထင်သည်ရှင်းတာခုပြောတာလောဘရှိလို့ရှိရင်မြဲတယ်လို့ထင်တော့လောဘမရှိရင်မမြဲဘူးလို့မြင်တယ်လို့တမ်းမပြောလိုက်နဲ့စကားလေးတစ်ခုကြားထဲထည့်လိုက်ပြီလောဘရှိရင်မြဲတယ်လို့ထင်သည်လောဘမရှိရင်မြဲတယ်လို့မထင်သဘောပေါက်လားဒါစကားတော့ကတ်စည်းနေတယ်နော်ပြောရတာလောဘရှိရင်မြဲတယ်လို့ထင်တယ်လောဘမရှိရင်မြဲတယ်လို့မထင်ဘူးအရင်တုန်းကဒီကောင်ကောင်းတယ်ထင်နေတာအခုမကောင်းဘူးမသွားနဲ့အောင်ကောင်းတယ်လို့မထင်ဘူးဆိုတာနဲ့ဟိုဘက်ကပါလာသည်မကောင်းဘူးလို့ကိုမြင်လာသည်ရှင်းလားခုပြောတာအရေးကြီးတယ်အဲ့ဒါလေးပြောခြင်းလို့လောဘရှိနေရင်အလုံးကိုမြဲတယ်လို့ထင်ပါသည်လောဘမရှိရင်မြဲတယ်လို့မထင်တော့မမြဲမှန်းသိလာသည်မြင်လာသည်သဘောပေါက်လာသည်အိုသူတော်ကောင်းတို့အနိစ္စဆိုတာကြားဘူးတဲ့ဟုတ်လားအနိစ္စမြင်အောင်မရှုရဘူးလားရှုရမှာလားမကြည့်ရဘူးလားကြည့်ရမှာလားဉာဏ်သားလေးနဲ့အာယုံပြုကြည့်အနိစ္စမြင်ရမှာလားလောဘမရှိရမှာလားဟမ်ဘာမရှိရဟုတ်ကလားအခုကဘာလုပ်နေတာလောဘမရှိအောင်နေတာလားအနိစ္စလိုက်ရှုနေတာလားကောင်းတယ်ချဦးဇင်းတို့တခါကြီးတယောက်ပြောသလိုပေါ့အမလီသူကလေတရားထိုင်ရင်းနဲ့ဆောင်းကြောင်ကြီးထိုင်လိုက်တာတရားစက္ကမှာဟာဘာလုပ်မလို့ပါလဲအမဆောင်းကြောင်ထိုင်အောင်နေပေါ့ကရုံးကြိုက်လိုက်တာသူကလေသမားလေတဲ့ရထဲမှာလေထုံရတော့တော့နွားတွေဘာတွေမှာတခါတည်းမက်တွေဘာတွေမရှိဘူးကလေဗာလေဖြုတ်ကလေးတွေဘာလေးတွေမရှိဘူးလားသေးသေးလေးတွေတော့မျက်ခမ်းဆက်တို့ဗဇက်တို့ဟိုးဝင်ဒီဝင်မဝင်နဲ့ဝင်အဲ့ဒါ तू ကဖြုတ်ကိုဖမ်းနေကြတယ်ဖြုတ်ဖမ်းနေကြဆိုတော့တွက်ကြည့်ပေါ့ဖြုတ်ကလေးတွေ့ပြီဆိုလက်နှစ်ဖက်နဲ့ဒီလိုလှုပ်လိုက်တာဖိလိုက်ရောအဲ့ဒီဖိလိုက်တဲ့လေနဲ့ပဲဖြုတ်လေးကလွင့်သွားရောအဲ့နဲ့ तू ကတရားအထုတ်တာကိုလေအာနာတိဝနှုတ်ခမ်းများဟိဘိုက်ဟိရင်ဘတ်ဟိဘာဟိညာဟိဆိုတဲ့
ဘုန်းကြီးတွေကရှုခိုင်းတာကိုလေသူကအားရပါရရှုကျင်တော့တင်မလင်းခွေရင်းကနေဆောင်းကြောင်ကြီးထိုင်လာဆောင်းကြောင်ကြီးထိုင်ရတဲ့ကြောင်ကြိုက်ပြီးတော့ဟာလက်သီးလက်မောင်းတွေတန်းဘာများဖြစ်တာပါလိမ့်ပေါ့အဲ့ဒီအချိန်မှာတရားတစ်ထိုင်အချိန်ပြည့်ပြီးပြောလိုက်တော့ဖြုတ်သွားတော့တခါကြီးလာသမောင်ဘာဖြစ်တာဟာတပည့်တော့အဲ့ဒီသတိဆိုတဲ့ကောင်လိုက်ဖမ်းတာတဲ့ဘာလိုက်ဖမ်းတာလဲဟာဘာလို့အဲ့လိုဖမ်းတာမဟုတ်ဘူးတပည့်တော်ကလေခွင်းတဲ့တုန်းကဖြုတ်ဖမ်းမှုတယ်တဲ့အိုးသူတော်ကောင်းတို့အနိစ္စဆိုတာလိုက်ဖမ်းရမှာလားလိုက်ရှုရမှာလားလိုက်ရှာရမှာလားအနိစ္စမြင်အောင်ဘယ်နဲ့လုပ်မယ်ဟမ်လောဘမရှိအောင်သာနေလောဘမရှိအောင်သာနေဥတို့အတော်တို့ဟုတ်တယ်ရှင်းလားစာနဲ့အတိအကျပြောတာနော်ဟုတ်လားလောဘသာမရှိရင်မြဲတယ်လို့မြဲတယ်မထင်မမြဲတာကိုမြင်နေအဲ့ဒီမမြဲတာကိုမြင်တာဒီပုံသဏ္ဍာန်ပါသလားအရွယ်အစားပါသလားနေရပါသလားအယောင်ဆင်းပါသလားဓမ္မသဘောဆိုတာအဲ့ဒါလောဘမရှိအောင်နေလောဘမရှိရင်အေးလိုက်တာတလောကလုံးမမြဲမှန်းသိကိုဘာကမှမမဲရှင်းလားခုပြောတာပဲရှင်းတာလို့တော့ပြောတာပဲလောဘဆိုတာဒီအိုသူတော်ကောင်းတို့လောဘဆိုတာဒီတလောကလုံးကုန်တော်မြဲတယ်ထင်သည်ကို့အဖေကိုမသေးခြင်းဘယ်သူလဲကို့အမေကိုမသေးခြင်းဘယ်သူတို့ဟုတ်ကဲ့လားကို့ပစ္စည်းကိုမပြောက်စေခြင်းမပြက်စေခြင်းမကုံစေခြင်းဘယ်သူလဲလောဘဖြစ်နေရင်တလောကလုံးတပြေးလေးကိုဘယ်သူမှမသေးဘဲနဲ့ထားခြင်းတာလောဘခက်တော့တဲ့ခက်သားပဲလောကကတော့ तू ကနည်းနည်းလောဘကတော့နည်းနည်းသိတတ်တယ်သူများသေးတာရဲ့ကိုယ်အင်္ဂါလူသေးတာရဲ့ဘယ်သူသေးတာသဘောမကျဟုတ်တယ်သူများအင်္ဂါလူကြသေးခြင်းသိပါစေပေါ့ခုပြောတာသဘောမဟုတ်လားမသိဘူးအနိစ္စမြင်အောင်ဘယ်နဲ့ရှုမယ်အဲ့ဒါတည်းရှင်းအောင်တော့တရားမခေါ်တတ်တော့ဘူးဟုတ်လားအခုခက်နေတာကဟာအနိစ္စမြင်အောင်ရှုအနိစ္စမြင်အောင်ဘယ်ဟာကြီးသွားရှုရမှာတော့ဟုတ်လားဉာဏ်နဲ့စဉ်းစားလိုက်စမ်းမှာဟောဒီကြောင်းဟောဒီရွှေကြောင်းတော်ကြီးကြည်စံကိုကတော့စိတ်ထဲမှာအရင်တုန်းကစဟောကစားကအပေါ်မှာရွှေရောင်တွေတဝင်းဝင်းနဲ့တကယ်ရွှေတွေအခုကြတော့ဟမ်တကယ်ရွှေချမှာလားသွားပြီအမလေးတကွက်ရနှစ်ကွက်ရဦးဇင်းတို့မြို့တန်ကဒကမာကြီးကပြောတယ်ရှင်ဘုရားတဲ့တပည့်တော်ဖျားလေးပူဇော်ပေးပါတယ်အေးပူဇော်တာဟုတ်ပါတယ်ဟာလို့အသားနဲ့ထူထားပြီးသားလွယ်ပါတယ်လို့ကိုကခံလိုက်ရတာပေါ့ကိုကသွားမိတာသူ့ကိုအထင်သေးပြီးတော့ဟဲ့ဒကမာကြီးလို့အဲ့ဒါဆိုရင်ဖျားလေးပူဇော်ပြီးရင်ရွှေတစ်ခါတည်းချတော့ချပေါ့တဲ့ချလိုက်ဖျားတဲ့မဟုတ်ဘူးဒစ်ကိုချရမှာလားရွှေအစ်စ်ချရမှာလားပေါ့မေးတာမေးတော့သူကပြန်ဖြေတယ်အရှင်ဘုရားမေးရက်ပလီဘုရားတဲ့ကိုငကတ်ကြတော့အစ်စ်ပန်ပြီးဖျားကြမှာဒစ်ကိုဆိုကိုတတ်သေးဖို့ကောင်းတယ်တဲ့ဟုတ်လားဒီတကွက်ကလေးရဒစ်ကိုဆိုရဲ့မထူဘူးဟောခဲ့ပြီတဘောပေါက်လားခုပြောတာကိုနှစ်ရွက်ကြတော့ရွှေစစ်ပန်ပြီးတော့ဖျားကြမှာဒစ်ကိုဆိုတော့ကြဖျားပါဒစ်ကိုဖျားဖြစ်သွားသူတော်ကောင်းတို့ညံလေးနဲ့စဉ်းစားလိုက်စမ်းမှာလောဘတရားနဲ့တခြားစီနော်ဟုတ်လားနောက်ကြုံရင်ပြောပြမှာပေါ့လေတရားနဲ့လောဘနဲ့ခဏပြောချင်တာအနိစ္စမမြင်ချင်ဘူးလားမြင်ချင်လားဘလို့အားထုတ်မယ်နားလည်လားကြာထိုင်ရမှာခဏပဲထိုင်ရမှာဖြည်းဖြည်းသွားရမှာမြန်သွားရမှာဘယ်ဟာအရေးကြီးသည်ထိုင်လို့ကထိုင်မှာမထိုင်လို့ကနေပါရက်လို့ကရက်ပါမရက်လို့ကနေပါလျောင်းလို့ကလျောင်းပါမလျောင်းလို့ကမလျောင်းပါနဲ့သူတော်ကောင်းတို့လမ်းလျှောက်ခြင်းလျှောက်ပါမလျှောက်ခြင်းလည်းနေပါအရေးကြီးတာကအနိစ္စမြင်ဖို့ဓမ္မသင်္ကနီပါဠိတော်အထကထာအထတာလိနီအထကထာဓမ္မရာတိဝက်မှာဖွင့်ထားပါသည်အနိစ္စဒတနံအနိစ္စမြင်တယ်ဆိုတာသည်အလောဘဟေတုလောဘမရှိမှမြင်သည်ရှင်းလားလောဘမရှိရင်မြင်ပြီတဲ့ဘယ်မှမမြဲဘူးဟုတ်လားကိုနဲ့ဆိုင်တာနဲ့ကိုနဲ့မဆိုင်တာနဲ့ဘယ်ဟာမမြဲဘူးလို့မြင်လဲမကောင်းတယ်ကိုနဲ့မဆိုင်တာမှမြင်ကိုနဲ့မဆိုင်တာကြတော့လောဘမဖြစ်ရင်မဆိုင်မမြဲဘူးသူကသူကြိုးပဲ့လေ
ဟုတ်တယ်မလားတော်သူကြိုးကြိုးပဲပဲနေနိုင်တယ်ဆိုတာလောဘဖြစ်လို့လားမဖြစ်လို့လားဒါမြင်ကိုနဲ့ဆိုင်နာကြတော့ပြောလိုက်ကြတာအမလီတထေးသင်္ဘောမောက်တာကိစ္စမရှိဘူးတဲ့တရောင်းစားခွက်ပြုတ်တာအရေးကြီးတယ်တဲ့မပြောဘူးလားပြောလားသွားမပြောနဲ့အဲ့ဒီကြတော့ကိုကတထေးလားတရောင်းစားလားရှုပ်ပြီးလူတွေမြတ်ပြောတတ်တယ်သူတို့ပါဇက်ကပြီးရောကိုင်းအရှင်ဘုရားတဲ့တထေးသင်္ဘောမောက်တာကိုနဲ့မဆိုင်ဘူးတဲ့ဘာမှဖြစ်ဘူးတဲ့တပြည့်တော်တို့လေတရောင်းစားပြောရက်တယ်နော်ကခုပြောတာသဘောပေါက်လားမသိဘူးအနိစ္စမြင်အောင်ဘယ်နဲ့လုပ်မယ်လောဘနဲအောင်သာနေစမ်းမှာလောဘနဲအောင်ဘယ်လိုနေရမလဲလို့ထပ်မေးကြည့်ဟုတ်လားပြောတတ်တော့ကိုလောဘနဲအောင်နေဖို့အနိစ္စဒတနံအလောဘဟေတုအိုသူတော်ကောင်းတို့ဒုက္ခဒတနံအဒေါသဟေတုဒုက္ခဒတနံဒေါသဟေတုဒုက္ခဒတနံဒုက္ခကောင်းတယ်လို့မြင်ထင်နေတာဒီဘယ်သူလဲဒေါသရှိနေရင်နားရဲခြင်းနဲ့ကြိုက်တယ်ခဲတယ်ဆိုတဲ့ဒေါသရဲ့အာယုံအနိဋ္ဌာယုံလေးမြင်နေရင်စိတ်ကဒေါသဖြစ်နေပါသည်အဲ့ဒီဒေါသကဒုက္ခကြီးမြင်လျက်နဲ့မကြိုက်ဘာကိုကြည်နေသည်ဒုက္ခကိုရှာနေသည်ဟုတ်လားဒါနေ့ကနောက်အကျေတဝင်းနောက်ကြမှာရှင်းပြမှာမို့နောက်အမေးဖြေတခုကကြမ်းနေတာကိုဒုက္ခဒတနံတကယ်ဒုက္ခသစ္စာအစစ်ကိုမြင်နာကြတော့ဘသူကဒုက္ခလက္ခဏာအစစ်ကိုမြင်နာကြတော့ဘသူကမြင်နိုင်သည်အာဒေါသဟုတ်လားဘသူကလဲအာဒေါသကပဲမြင်နေတဲ့ဒေါသရှိရင်အဆိုးမြင့်အကောင်းကြီးပဲလိုက်ရှာနေတယ်တကယ်အာဒေါသမေတ္တာရှိသွားလို့ဒေါသကင်းပြီးနေတဲ့အခါကျတော့ဆိုးတာကောင်းတာမရှိတော့ဆိုးတာလေဒီသဘောမေတ္တာကောင်းတာလေဒီသဘောမေတ္တာကနေအမှန်တိုင်းဘာဖြစ်သွားသည်သိသွားလေကုန်ဤဒုက္ခမြင်ခြင်းရင်ဘာလျှော့မဲဒေါသလျှော့နော်ဟုတ်လားဒါကိုညံနဲ့စဉ်းစားအောင်အကုန်မဟောတော့ဘူးတဏှာကြီးထိုးတော့မှာအနိစ္စမြင်ခြင်းလောဘလျှော့ဒုက္ခမြင်ခြင်းဒါမြင့်ပြောလိုက်အနတ္တမြင်ဖို့အတွက်မောဟလျှော့လိုက်ပါရှင်းလားမသိဘူးခုပြောတာဒါမြင့်ဘုရားရှင်ကိုရောမြတ်ကြီးရဲ့ပါဠိတော်ကြီးတွေနဲ့တိုက်ကြည့်လိုက်စမ်းမှာရာဂခယောနိဗ္ဗာနံတဏ္ဍခယောနိဗ္ဗာနံဒေါသခယောနိဗ္ဗာနံမောဟခယောနိဗ္ဗာနံမရှိဘူးလားရှိလားဘုရားရှင်ကိုရောမြတ်ကြီးကဘာကုံအောင်အားထုတ်ခိုင်းတာလောဘဒေါသမောဟကိုအာထုတ်ခိုင်းသည်ဘာရော့အောင်အာထုတ်ခိုင်းသည်လောဘဒေါသမောဟရော့အောင်အာထုတ်ခဲသည်လောဘနည်းနည်းရောတာနဲ့အနိစ္စမြင်လာတယ်နော်မောရောကမြင်လာလားဖြစ်ဝုန်းတိုင်းမြင်လာလားသေချာဉာဏ်နဲ့စဉ်းစားပါတကယ်မမြဲတဲ့သဘောကဟိုလိုမပါဘူးဒီလိုမပါဘူးရှင်းလားခုပြောတာသေချာအာထုတ်ပါတရားအာထုတ်တာနဲ့ပတ်သက်ပြီးကြိုးစမ်းသားမှမေးစရာရှင်းအချိန်မရွေးမေးအာမနာနဲ့ဟုတ်လားဘုရားတို့နိုင်ငံသားမှာတရားဟောခဲ့တာတဏှာကြီးဟောတဏှာကြီးအမေးဖြေပဲကြိုက်တာမေးဉာဏ်လေးနဲ့တော့သဘောပေါက်စေခြင်းပါသည်အနတ္တမြင်ဖို့ဘသူလိုသည်အာမောဟပညာဘာလေးလျှော့ရမည်မောဟကိုလျှော့ရမည်ဂဏိနားလေအောင်ပြောလိုက်ခြင်းသည်လောဘလျှော့ဒေါသလျှော့မောဟလျှော့ဘယ်နှမျိုးလျှော့ရမလဲဘယ်နှမျိုးလျှော့မလဲအဲ့တော့မလျှော့နိုင်ဘူးလားသုံးမျိုးလေဟုတ်ကဲ့လားအိုသူတော်ကောင်းတို့အာမောဟအဖေနဲ့နေလိုက်စမ်းမှာအဖေရင်အာဒေါသမေတ္တာအမေနဲ့နေလိုက်စမ်းမှာအမေရင်ဟုတ်လားအာလောဘအဖေအမေသေးပြီနဲ့တငယ်ချင်းကောင်းမိဘနဲ့နေလိုက်စမ်းမှာဘသူနဲ့နေတော့မယ်ဟုတ်ကဲ့လားဆုံးမသွားတဲ့အမေပြန်ခေါ်လို့မရဘူးဆုံးမသွားတဲ့အဖေပြန်ခေါ်လို့မရဘူးလူအမေဖေနဲ့နေဖို့အရေးကြီးတာလားစိတ်အမေဖေနဲ့နေဖို့အရေးကြီးတာစိတ်ရဲ့အဖေကဘသူပညာစိတ်ရဲ့အမေကဘသူအဲ့ဒီနှစ်ခုတည်းတင်ကြည်စမ်းမှာလောကကြီးမှာဘလောက်အေးချမ်းလိုက်မတော့တရားရှိတဲ့ဆိုတာအဲ့ဒါကိုယ်စိတ်ကလေးမေတ္တာနဲ့နေတာပညာနဲ့နေတာထက်လိုက်ပေါ့အာလောဘအမလေးအလူရည်စက်လက်နဲ့မကွာကိုလူနိုင်တာလေးလူကိုလူနိုင်တာလေးလူဘလောက်ကောင်းထားတော့ gain အဲ့ဒီအမေအဖေတငယ်ချင်းရှိတဲ့အိမ်ဘလောက်အရသာရှိလဲနေရတာဧဝံတထာပမပုံမီထိုနည်းအတူသားလေးကိုယ်စိတ်ကလေးဟာပညာမေတ္တာဒါနအာလောဘအာဒေါသအာမောဟနဲ့နေရရင်ဘလောက်ကောင်းလိုက်မလဲတွေ့ကြည့်မနေခြင်းလည်းနေခြင်းလားကိုယ်အိမ်မှာကိုနေတယ်အိမ်လည်းမထွက်တော့ဘူးလက်ဖေးဆိုင်မထိုင်တော့ဘူးကိုညာဆိုင်မသွားတော့ဘူးဟိုဒီညာပွဲတွေဘာတွေမသွားတော့ဘူးဟုတ်လား
ကျောက်တော်ဤနီးဗလားကိဉ္တုပဝတ္တတော်မိတ်တံကိဉ္တုမိတ်တံတကေကရေကိမိတ်တံအထဇာတတကိမိတ်တံတံပရာယိကံမေကွန်းသုံးခုဖြေခဲ့ပြီးနောက်တစ်ခုကခဏိမနောက်ရောက်လာနှစ်ဖြန်တပက်နောက်လနောက်နှစ်နောက်ဘဝတွေအတွက်ဘသူကမိတ်ဆွေကောင်းလဲဟုတ်လားဘသူကမိတ်ဆွေကောင်းလဲတယံကတဏိပုံညာနိတံမိတ်တံတံပရာယိကံကိုလှုပ်တဲ့ကုသိုလ်ကကိုယ့်ရဲ့မိတ်ဆွေကောင်းတဘောပေါက်လားအခုကုသိုလ်လှုပ်ထားရင်ဘယ်တော့အကျိုးပေးမှာလဲအခုရောနောက်ရောအကျိုးပေးမှာဟုတ်လားခဏမှနောက်ရောက်ရကာလဒီမှာအကျိုးပေးကောင်းအောင်ကောင်းကျိုးတွေရအောင်ဘသူနဲ့ပေါင်းရမယ်ကုသိုလ်နဲ့ပေါင်းရမယ်ကုသိုလ်လောက်အောင်တိုက်တွန်းတဲ့လူနဲ့ပေါင်းကုသိုလ်ဖြစ်အောင်အားပေးတဲ့လူနဲ့ပေါင်းကုသိုလ်ဖြစ်အောင်ကူညီတဲ့လူနဲ့ပေါင်းဒါနသီလသမထဝိပဿနာဘာကုသိုလ်ဖြစ်ပေါ့ဝေယဝဆဟုတ်လားဩသူတော်ကောင်းတို့ကုသိုလ်ဘသူကြောင့်ဖြစ်တယ်ရေကေစီကုသလဓမ္မတပ်ပေတေအပမာဒမူလကလောကကြီးမှာကုသိုလ်တရားမှန်သမျှရှိကြလေကုန်ဤအဲ့ဒီရှိသမျှကုသိုလ်တွေသည်အပမာဒမူလကအပမာဒတရားသာလျင်အကြောင်းရင်းရှိကြလေကုန်ဤခဏိတခုတည်းပြောလိုက်ခြင်းသည်အပမာဒတတိဟုတ်လားအပမာဒဒါမြင့်ကုသိုလ်နဲ့ပေါင်းတာရဲ့တတိနဲ့ပေါင်းတာရဲ့ဘယ်နှမျိုးလူကကုသိုလ်ကိုမအားတန်းလို့တဲ့မနာတန်းလို့ကုသိုလ်မြန်လုပ်တဲ့စိတ်ကဘာနဲ့ပေါင်းတတိနဲ့ပေါင်းတယ်ရှင်းလားဒါမြင့်တရားအထုတ်ရင်ဘယ်သူနဲ့ပေါင်းမယ်ဟာဒါမြင့်လောဘတွေဒေါသတွေဘယ်နဲ့လို့မမေ့နေတဲ့တတိကဘာမမေ့ရမှလဲဆိုတော့အနိစ္စမြင်ရင်လောဘလျှော့ဒုက္ခမြင်ရင်အနတ္တမြင်ရင်အနတ္တလက္ခဏာဒုက္ခလက္ခဏာအနိစ္စလက္ခဏာအနိစ္စဒုက္ခအနတ္တလက္ခဏာရေ၃ပါးကြည်ပေးနိုင်တာသည်လောဘမရှိမှဒေါသမရှိမှမောဟမရှိမှအလောဘအဒေါသအမောဟတွေကကြည်ပေးနိုင်သည်အဲ့ဒီကြည်ပေးနိုင်အောင်ကလေဒီသဘောအတိတ်ပဲအခုနာကြားပြီးရင်အဲ့ဒီတရားကိုမေ့မှလားမမေ့ဘူးလားမေ့ပါပါဗျာဟုတ်ကလားမမေ့တာဘာတူလဲတတိဆိုတာဒီအာယုံမမေ့တာလားအတိမမေ့တာလားဘာမမေ့တာဟုတ်ကဲ့လားဘာမမေ့တာအခုတရားပွဲကပြန်သွားရင်ဘာလေးနဲ့ပြန်မှာအေးပေါ့အတိနဲ့ပြန်မှာပေါ့လာတော့ကဒူဒူကိုဟုတ်လားသူတို့အတူတူလာတဲ့အတိနဲ့ပဲပြန်ကျင်တာတကယ်တမ်းကျတော့အော်ဟုတ်ပါလားအနိစ္စမြင်ဖို့လောဘလျှော့လေးနဲလေးအနိစ္စမြင်လေးသောတပန်တက္ကရာကအနာဂယဟန္တာဘုရားယဟန္တာတွေဖြစ်သွားကြတဲ့အရှင်မြတ်တွေဟာလောဘနည်းသွားလို့ကိုတဖြည်းဖြည်းနဲ့ဗာမြင်သွားတာအနိစ္စမမြဲတဲ့သဘောတွေမြင်သိသွားတာပါတဲ့ဟုတ်လားဒုက္ခလက္ခဏာမြင်အောင်လို့ဗာလျှော့မယ်အနတ္တလက္ခဏာမြင်အောင်ဗာလျှော့မယ်တရားဘယ်နဲ့ကျင့်မယ်လောဘလျှော့ဒေါသလျှော့မောဟလျှော့အဲ့ဒီကျင့်စဉ်၃မျိုးကိုမမေ့နဲ့တဲ့ရှင်းမလားဒါမြင်တတိရှိနေလို့မမေ့ဘဲနဲ့အလောဘရှိနေမှတော့လူဖြစ်နေတာပဲဘာမြင်လူချင်းစိတ်ပေါ်နေရောဟုတ်တယ်မလားဘာစားလူချင်းစိတ်ပေါ်မလုံးနဲ့တော့ဒီတရားမှန်လေးမဟောဘူးသေးဘူးနော်ဟုတ်တယ်မလားခက်နေတာကအနိစ္စဒုက္ခအနတ္တမမြင်အောင်ကြောင်းကြိုက်လိုက်ဖမ်းနေကြတယ်အဲ့ဒါကတဏှာစရာကောင်းတာရှင်းလားခုဟာကြောင်းကြိုက်လိုက်ဖမ်းလောဘဒေါသမောဟနဲ့မမြင်အောင်မတွေ့အောင်လိုက်ဖမ်းနေတာဒီတွေ့တဲ့အနိစ္စဟာအစစ်မဟုတ်ဘူးကိုထင်နဲ့ကိုလုံနေတဲ့အနိစ္စဖြစ်ပြက်ကြီးရှင်းလားခုပြောတာဒါထက်တော့မဟောတတ်တော့ဘူးအခုသဘောပေါက်တယ်မို့လားနှစ်ဖြန်ဟောစရာလိုသေးလားသဘောပေါက်တယ်လည်းပြောသေးတယ်ဟောရအောင်မနားလေပါသဘောပေါက်ပါပါဠိတော်အထာဂရဒီဂာနေတိုင်းဘုရားရှင်ကိုရမြတ်ကြီးရဲ့အလိုကြဖွင့်ခဲ့တာတွေကိုအဲ့ဒါပြောပြခဲ့ပါတယ်တဲ့မိမိတို့ခရီးသွားရင်အဖေနဲ့ပညာအိမ်မနေရင်အမေနဲ့မေတ္တာအကြောင်းကြီးငယ်ပေါ်လာရင်တငယ်ချင်းဒါနအလောဘနေတဲ့မိမိတို့ဘာပဲပြောနောင်အကျိုးပေးအောင်ကိုလှုပ်တဲ့ကုသိုလ်ကံကအကျိုးပေးပါတယ်ဗာလေတတိလေးအရေးကြီးပါတယ်တဲ့အဖြေဘယ်နှမျိုးပြီးဒါမြင့်ကနေကရှေ့လျှောက်ဘယ်သူနဲ့နေမယ်မိဘနဲ့ပဲနေပါတော့မေတဲ့ဟုတ်လားဒီမိဘကပဲအမေကပဲကိုယ်တတိပေးပါတယ်အဖေကပဲကိုယ်တတိပေးပါတယ်တဲ့အားလုံးခြုံလိုက်ရင်အဖေအမေသားပါပဲ
အလောဘအဒေါသအမောဟတတိဆိုတဲ့တရားတွေဟာမိဘတွေပါပဲမိဘနဲ့နေပါခဏကစပြီးပထွေးတွေမိတွေးတွေတငယ်လက်ဖက်တွေနဲ့တော့မနေပါနဲ့တော့တဲ့အကုသိုလ်လည်းအဖြစ်မခံပါနဲ့တော့တရားနာပရိသတ်အပေါင်းသူတော်ကောင်းတို့ဒီတရားကိုသေချာသဘောပေါက်အောင်ထက်ခါနာကြားပြီးတော့မှနေတတ်ထိုင်တတ်ကျင့်တတ်သဖြင့်အလောဘအဒေါသအမောဟတတိတို့အကျိုးပေးတဲ့အတိုင်းရရှိစံစားခံစားနိုင်ကြဂုံပြီးလျင်အမြတ်ဆုံးချမ်းသာဖြစ်တဲ့နိဗ္ဗာန်ကိုရနိုင်ရောက်နိုင်မျက်မှောက်ပြုနိုင်ကြသည့်သူတော်ကောင်းတွေဖြစ်ကြပါစေကုန်သတည်းကဲအားလုံးပဲမိမိတို့ပြုထားတဲ့ကုသိုလ်ကောင်းမှုတွေကိုရေဆက်သုံးချအမြပေးဝေကြရအောင်အရှင်မြတ်ဖေဟာဘုရားတပည့်တော်တို့သည်နိဗ္ဗာန်ကိုရည်မှန်း၍ယနေ့ယခုဓမ္မဒါနာတရားအလူအမတဒါနာအမြိုက်နိဗ္ဗာန်အလူတရားပွဲကိုပေးလူကြပါကုန်၏ကျင့်ပါကြပါကုန်၏အရှင်မြတ်ဘုရားဘုရားတပည့်တော်တို့သည်တရားအလူပွဲ၌တရဏဂုံသီလတို့ကိုဆောက်တည်ပြီးလျက်မွန်မြတ်လှစွာသောလူဝဲဝတ္ထုအစုစုတို့ကိုလူဒန်းကြပါကုန်၏ဝေယံဝဆတို့ကိုဆောင်ရွက်ကြပါကုန်၏တရားတော်မြတ်ကိုရိုသေစွာနာကြားပြီးလျင်ကျင့်ကြံကြိုးကုန်အားထုတ်ကြပါကုန်၏အရှင်မြတ်ဘုရားဘုရားတပည့်တော်တို့ပြုခဲ့ရသောကုသိုလ်ကောင်းမှုအစုစုတို့၏အဖို့ဘာငါကိုအသက်ထင်ရှားမထင်ရှားကုန်သောမိဘနှစ်ပါးဆရာသမားဆွေမျိုးမိတ်ဆွေပရိသတ်တို့အား၎င်းအထူးအားဖြင့်သာသနာတော်ဝန်ကိုထမ်းဆောင်တော်မူသွားကြကုန်သောကျေးဇူးတော်ရှင်ဆရာသခင်သံဃာတော်အရှင်မြတ်တို့အား၎င်းကိုဆောင်နံအိမ်ဆောင်နံကျောင်းဆောင်နံစေတီတော်ဆောင်နံဘရဝုံဆောင်နံရက်ကွယ်ဆောင်နံမျိုးဆောင်နံသာသနာတော်ဆောင်နံအစရှိသောနတ်မြတ်နတ်ကောင်းနတ်အပေါင်းတို့နှင့်မြင်အပ်မမြင်အပ်နယသောပရိသတ်တို့အားဝမ်းမြောက်ဝမ်းသာအမြဟု၍ပေးဝေငှပါကုန်၏အရှင်မြတ်ဘုရားဘုရားတပည့်တော်တို့အမြဝေသောခဏ၌ဆိုအပ်ခဲ့ပြီးသောပရိသတ်တို့သည်ဝမ်းမြောက်ဝမ်းသာသာဓုသာဓုသာဓုဟု၍ခေါ်ဆိုနိုင်ပြီးလျင်ထတ်တူထတ်မြအကျိုးရပြီးလျင်ကိုယ်စိတ်နှဖျားကျမ်းမာချမ်းသာ
ဝမ်းသာကြသည်ဖြစ်ကြပါစေကုန်သောအမြယူတော်မူကြပါကုန်သောသာဓုအမြယူတော်မူကြပါကုန်သောသာဓုအမြယူတော်မူကြပါကုန်သော